တစောင်းမုံလာပြီတာမညဖလအခါရောနိတာမညဖလဆိုတာယဟန်ပြုတ်ခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်တာမညဖလအခါရောနိဟာလေဖျားရှင်ကယဟန်ပြုတ်ခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲ။အဲ့ဒီတာမညဖလအခါရောနိဟာဖျားရှင်လက်ထက်တော်ကာလတခုသောတစောင်းမုံလာပြီနေ့ဖြစ်ပါတယ်။တာမညဖလအခါရောနိဖြစ်ပေါ်လာပုံကဒီလိုပါ။အဇာတသက်မင်းသားဟာခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိတ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့တယ်အလိုလေးနေရောညပါစက်တော်ခေါ်မပြောနိုင်ပါလားအဇာတသက်မင်းသားဟာအိတ်ဆက်လို့မျက်လုံးစုံမိတ်တဲ့တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလိုခံစားရတော့တယ်အမလေးအစာတသက်မင်းသားအဲ့ဒီလိုအိတ်မပျော်တဲ့ယောဂဝေဒနာကိုစေးသမားတော်မျိုးစုံနဲ့ကုသစေတော်လဲပျောက်ကင်းမှုမရှိဘဲအိတ်မပျော်တဲ့ဝေဒနာပိုလို့ဆိုးလာတော့တယ်မူကြီးမကြီးတို့ငါကိုတော်မြတ်ရဲ့အိတ်မပျော်ခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲအကြံဉာဏ်များပေးကြပါဦးကွယ်မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဆရာကြီး6ဦးစီမှချင်းကပ်မေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုံမတ်တို့ရဲ့အကြံပေးချက်ရအဇာတသက်မင်းကြီးဟာဒိဋ္ဌိဆရာကြီး6ဦးစီတွားရောက်မေးမြန်းလေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံရောက်မဲလားအိုးဘာကံလဲကံဆိုတာကိုကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးဩအရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလေယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလားအေးဒါကတော့ဟိုဒိဋ္ဌိဆရာကြီး6ဦးစလုံးဟာယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလားအကြောင်းရေးလဲအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မကျဖြစ်သွားရတယ်ခက်ပြီပဲငါလူချင်းတဲ့အဖြူကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်ပါလေအဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့သမားတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်အရှင်မင်းကြီးတိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်ဘုရားရှင်ထံသွားရောက်မေးမြန်းသင့်ပါတယ်အရှင်မင်းကြီးအဇာတသက်မင်းကြီးဟာသမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်း300ရာဇဂိုမြို့အနီးကတရက်ဥယျာဉ်တော်စီတစောင်းမုံလာပြီးညချမ်းအခါမှာအဖူးမြော်တွားရောက်တော့တယ်အဲ့ဒီလိုတရက်ဥယျာဉ်တော်စီအသွားနန်းမြို့ယူအရှိဘက်တကားဝမှာထွက်ခွာလာရာတောရိပ်တောင်ရိပ်တိရိပ်တွေဖုံးလွှမ်းအမောင်ကျနေတဲ့အတွက်လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာမီးရှူးမီးတိုင်ကိုစီထွန်းကြီးကင်ဆောင်သွားကြတယ်မီးရှူးမီးရောင်ကိုဩယာနာအားဖြင့်တစောင်းလို့ခေါ်တဲ့အတွက်မီးရှူးမီးတိုင်ကိုတစောင်းတိုင်လို့ခေါ်ဝေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုံလာပြီကာလမှာတစောင်းတိုင်မီးထွန်းပွဲတော်ကြီးကျင်းပခဲ့ကြတာဖြစ်တယ်ဘုရားရှင်ထံအဖူးမြော်ရောက်တယ်ဆိုရင်ပဲအဇာတသက်မင်းကြီးဟာသူပြုတ်ဘူးခဲ့တဲ့အပြည့်အတွက်ဝင်ချလျှောက်ထားပြီးယဟန်ပြုတ်ခြင်းရဲ့အကျိုးတာမညဖလအကြောင်းဟောကြားပေးဖို့လျှောက်ထားနေတယ်တာမညဖလအကြောင်းဟောကြားပေးတော်မူပါဗျာတကားတော်မင်းကြီးယဟန်ပြုတ်ခြင်းရဲ့အကျိုးတာမညဖလကအကျိုးတရား73ပါးရှိပေ၏ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလတုတ်တော်ကိုဟောကြားတော်မူလေတယ်ဧဝံမေတုတံဧကံတမယံဘဂဝါရာဇဂဟေဝိဟာရတိတာမညဖလတုတ်တရားတော်ကိုနာကြားရပြီးတဲ့နောက်အဇာတသက်မင်းကြီးဟာသူ့ရဲ့အမှားအတွက်နောင်တအတိတရားရသွားခဲ့တယ်ဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်သူဖြစ်လာရတယ်ဒါကြောင့်နောက်ခါမှာအဇာတသက်မင်းကြီးဟာပထမသင်္ဃာယနာတင်သူဒါယကာမင်းကြီးဖြစ်လာခဲ့တယ်အဇာတသက်မင်းကြီးဟာဘုရားရှင်ရဲ့ဓာတ်တော်တို့ကိုစနစ်တကျသိသိပေးခဲ့ပြီးသာသနာတော်နှစ်ကိုလည်း
အတိအကျသတ်မှတ်ပေးနိုင်ခဲ့တယ်ဒီလိုနဲ့ဖျားရှင်တာမညဖလားတုတ်ဟောကြားတော်မူခဲ့တဲ့စီးနှင်းမြူတိန်သူရိမီကိုညစ်မျိုးငါးဝကင်းစင်ပလျာတာယာလှပတစောင်းမုံလာပြီညကိုဗုဒ္ဓဘာသာဝင်တို့ဟာတာမညဖလားအခါတော်နေထူးနေမြတ်ဖြစ်သတ်မှတ်ခဲ့ကြပါတယ်